အားလုံးမင်္ဂလာပါဒီနေ့မှာပြည်နယ်တန်ခံလိုက်ရတဲ့မင်းရဲ့ကြော်စွာနဲ့တတိသမီးလေးခင်နင်းရွယ်တို့ဤဇလန်လေးကိုဖတ်ပြပေးတော့ပါမယ်ဇလန်လေးမစခင် channel လေးကို like and subscribe လေးနှိပ်ပေးတော့ဖို့တောင်းဆိုချင်ပါတယ်ကျေးဇူးတင်ပါတယ် အချိန်ကာလသည်တောင်ငူအင်ပါယာကြီးဖုံးတကိုးကြီးထွာဆင်းဖြစ်၏ထိုအင်ပါယာဒီကတာဂရရွာကလေး၏နက်နခင်းသည်စုံပေါင်းအတန်နွားလဲမိတန်များနှင့်အတူနိုးထလာသည်ညနေဆောင်ပြန်တော့လေတောင်ငူခေတ်၏ကျေးလက်တလေတိုင်ပြိုပေါ်ဝင်အပြိုတို့သည်ရွာဦးရေခံသို့အိုးကိုစီထင်ရေကဆင်းကြော်သည်ထိုပြိုပေါ်ဝင်တို့အကြားတွင်ထူးခြားသည့်အလှထင်တောက်ပညီသူမှာတထေးကြီးဦးဘုံညဤသမီးခဲနှင်းနွယ်ပင်ဖြစ်သည်သူမသည်ပိုးဤမားထုတ်ထားသောပစိုးအနာဆုံးကိုရင်စိတ်ဝစင်ကာစံတုံးကိုတစင်ကန်းတစ်ခက်ဖြင့်ဆင်ရင်ထားသည်ညနေဆောင်ချိန်ရွာထင်းရှိစီရက်အိုလေးတွင်မူဝိလစ်စလစ်ခန္ဓာကိုယ်ထက်၌ဓာရန်ရအမာရွက်များစွာဖြင့်ခရီးပန်းနေသောလူစိမ့်တစ်ယောက်ရှိနေသည်ထိုသူမှာအသက်30ဝန်းကျင်ခန့်ရှိလိမ့်မည်ထိုနေ့ကတာဂရရွာကလေးတွင်မိုးဖွဲဖွဲလေးများကျနေသည်ရွာဦးရှိညောင်ပင်ကြီးအောက်ကဇရက်အိုလေးမှာစိုးထိုင်းသောအေးထက်ကလွှမ်းမိုးထား၏ခင်နှင်းွယ်သည်ဖခင်ဖြစ်သူလှူဒန်းထားသောကျောင်းဆောင်တဲ့အတွက်စွန်းတော်ကန့်ရအသွာဇရက်အိုပေါ်၌လေးလျောင်းနေသောလူရိတ်တစ်ခုကိုတွေ့လိုက်ရသည်သူမသည်ရင်စိတ်အင်ကြီးလက်ရှည်ကလေးကိုကြစ်ကြစ်ပအောင်ဆုပ်ရန်ခြေတံဖွက်ဖွက်ထင်ဇရက်ပေါ်သို့တက်ခဲ့သည်သူမမြင်လိုက်ရသည်မှာစုပ်ကဲညီသောအဝိအစားတရံစာအကျွင်းကြံများကိုဝစ်ဆင်ထားသည့်လူစိမ့်တဲ့အောင်သူ၏ခန္ဓာကိုယ်ထက်၌ဒဏ်ရာဟောင်းဒဏ်ရာသစ်တို့ကအကွက်လိုက်လဲရှိနေသည်ထိုသူသည်ဖျားနာမှုကြောင့်နှုတ်ခမ်းများထူလျော့နေသည်အသက်ရှူတမ်းမှပြင်းထန်နေသည်သူမကလက်ကွင်ဘဝကလေးကိုထုတ်ကာအနားသို့တိုးကပ်သွားစဉ်ထိုလူစိမ့်ကမျက်လုံးများကိုရုတ်တရက်ဖွင့်ကြည့်လိုက်သည်မင်းမတူလဲထိုတန်မှာအားနေနေတော့လေစစ်မြေပြင်တွင်အမိန်ပေးနေကြအတန်ကဲ့သို့ဟင်းထွက်သွားသဖြင့်သူမမှနောက်သို့လန့်၍ဆုတ်သွားမိသည်သို့သောသူမသည်စိတ်ကိုအေးထားကကြောက်စရစ်ခဲလေးများကဲ့သို့ကြီးလင်းသောအတန်ဖြင့်ပြန်ပြောလိုက်သည်ကျမဒီရွာကရွာခံတုံးပါရှင်ဒဏ်ရာတွေနဲ့လဲနေတာတွေ့လို့ကူညီမလို့ပါသူရှိတွင်ရပ်နေသောမိန်းကလေးကိုစိုက်ကြည့်လိုက်မိသည်သူမ၏မျက်နှာထက်တွင်တမတ်ခါညံ့တင်းပြတ်နေသည်သူမ၏မြုံဝန်းများမှာမာယာများသောမြုံဝန်းများနဲ့မတူဘဲရွာသူမလေးယူ၏ရိုးသားမှုများကိန်းရောက်နေသည်သူသည်တသက်လုံးလိုက်ခဲ့ရသောသွေးညီနှံ့အကြတွင်ပထမဆုံးအချိန်ဖြစ်ပန်းရနံတစ်ခုကိုရရှိလိုက်သလိုခံစားလိုက်ရသည်သူမကခေါင်းရံအဝတ်တစ်ခုကိုပြင်ပေးနေစဉ်သူ၏လက်အောင်ရှိဒဏ်ရာကိုသူမ၏နူးညံ့သောလက်ချောင်းများကထိမိသွားသည်ထိုအထိတွေးကြောင့်သူ့တကိုယ်လုံးလျှက်စီစီးသွားသလိုခံစားလိုက်ရသည်မိမိမာကြသောနှလုံးသားတကားမှာထိုခဏ၌ပင်အနှဲငယ်ဟာသွားဟဲ့သလားရှစ်နာမည်ကဘာတူလဲဟုသူမကမေးသောအခါကျွန်တော်နာမည်ကြော်စွာပါဟုသူကခတ်တိုးတိုးသာဖြေလိုက်သည်သူသည်ရုံးထရန်ကြိုးစားတော့လေအာရင်ကုန်ခန်းနေသည့်ခန္ဓာကိုယ်ကအလိုမကျစွာပြန်လဲကျသွားသည်သူမကထိုမြင်ကွင်းကိုကြည့်ကစိုးရင်စိတ်ဖိန်သူမအဖော်မိန်ကလေးနှစ်ဦးကိုအမြန်ခေါ်ယူလိုက်သည်လာကြပါအောင်သူ့ကိုငါတို့အိမ်ကိုအမြန်ပို့ရအောင်သူသည်သူမ၏စကားသံကိုကြားနေရသောလေမျက်ခွန်များကလေးလံလွန်သဖြင့်ပြန်လဲမှိတ်ကြသွားသည်တတိယတစ်ချက်မိတစ်ချက်အတွင်ဖြစ်နေသည်သူခံစားသိရှိလိုက်ရသည်မှာနူးညံ့သောဝါထန်းစင်ထပ်သူရောက်ရှိသွားခြင်းနှင့်လေးတဲတွေလွင့်ပါလာသောသူမ၏ကိုယ်သည်နှင့်တင်းတင်းလေးပင်ဖြစ်သည်ဦးဖုံးမြတ်၏အိမ်ကြီးမှာကျွန်းတိုင်လုံးကြီးများဖြင့်ခံရထဲဝါလာသည်ရွာသားတို့ကတသေးအိမ်ဟုခေါ်ကြတော်လေသူ့အတွက်ကမူဤနေရာသည်မျိုးပနဲ့ရင်ရှင်ရင်အေးချမ်းလွန်းသောကဘာငယ်လေးတစ်ခုတစ်ဖွဲသူ့ကိုအိမ်နောက်ဘက်ရှိလေးဝင်းလေးထွက်ကောင်းသောအဆောင်ငယ်လေးတွင်တိတ်ထားလိုက်ကြသည်ခင်နှင်းွယ်ကိုယ်တိုင်ဆေးမြင့်များကိုသွေးကသူ့၏တန်ရာများကိုလိမ့်ချန်ပေးသည်သူမ၏လက်ချောင်းလေးများလာသူ့၏ကြမ်းတမ်းသောအသားလေးပေါ်သို့ထိတွေ့လိုက်တိုင်းသူ့၏ရင်ထဲတွင်မဖော်ပြနိုင်သောခံစားချက်တစ်ခုကိန်းအောင်လာသည့်အလားဖြစ်ပေါ်လာလေ၏ဒီလူနာ၏ဒဏ်ရာလေးကဓားထန်ရာတွေပဲနှင်းနွယ်သူကတခိုးသားပြလာမသိဘူးဟုအဖော်တူကကပ်ပြောသည်ကိုကြော်စွာကကြားလိုက်ရသည်ခ
နင်းနွယ်ကဆေးသွေးနေခြင်းကိုခဏရက်ကသူ့၏ဖြူစင်တိကြည်သောမျက်နှာကိုငေးကြည့်ဟင်ပြန်ပြောလိုက်သည် သူ့မျက်နှာမှာရုံညံ့တဲ့ရေရောင်လုံးဝမရှိဘူးပြီးတော့သူ့လက်ကဒဏ်ရာတွေကတစုံတယောက်ကိုကာကွယ်ရင်းရခဲ့တဲ့ဒဏ်ရာတွေလို့ကျမရဲ့မတိစိတ်ထဲထင်နေမိတယ်ဟုညင်းတာစွာနဲ့ဆိုလိုက်၏ချိုစကားကြောင့်သူ့၏ရင်ထဲ၌လှိုက်ခနဲခစ်သွားသည်မိမိဂုံဒိတ်ခါကိုယခုမှတွေ့တော့သူစိမ့်မလေးကယုံကြည်ပေးနေခြင်းမှာသူ့အထက်အကြီးမားဆုံးဆေးတစ်ခွာဖြစ်ခဲ့ရသည်ညနေခင်းတွင်သူတတိပြန်လေလာသောအခါဘေးတွင်ဆေးပငန်ကိုကင်ကငိုက်မြင်းနေသောခင်နှင်းတွေကိုတွေ့လိုက်ရသည်ဝါကကြားမှတိုးဝင်လာသောစီးစာအလင်းကသူမ၏ပါးပင်ပေါ်ရှိတနခါကွက်လေးများကိုရွှေရောင်ချဲ့ထားသဖွယ်တောက်ပါနေ၏သူသည်မထချင်တော့လေအာယူကထထိုင်လိုက်သည်ထိုအခါခင်နှင်းတွေကလက်နိုးစွာပြီးဖြုံးရွှင်သောမျက်နှာဖြင့်ကိုကျော်စွာတတိယလာပြီလားဆေးတောက်လိုက်အောင်နော်ဒါကကျမတို့ရွာကဆေးဆရာကြီးပေးထားတဲ့အဖျားကျယ်စီပါသူမသည်ဆေးကွက်ကိုကမ်းပေးရင်းသူ့ရဲ့ခန္ဓာကိုယ်ကိုတွဲကူလိုက်သည်ထိုအခိုက်အတန့်နှင့်သူ့တသက်လုံးကင်ဆွဲခဲ့တဲ့အရာများထဲထိုဆေးကွက်ကလေးကပို၍လေးလံနေသလားလို့ခံစားလိုက်ရတော့သည်တာဂရရွာကလေးတွင်ခင်းနှင်းနွယ်သည်ဖူးပွင့်စပန်းတပွင့်ကဲ့သို့လှသွေးဖြာနေသူဖြစ်သည်သူမ၏အသားအရည်မှာဝါဝန်းဆိုပြီးရှေလျားနှက်မောင်သောစကေသားကိုမြင့်မားစွာထုံးဖွယ်ထားတတ်သည်သူမလမ်းလျှောက်လိုက်တိုင်းတောင်ကိုခေဝတ်ဆုံ၏ပိုးနံ့တင်းပြတ်မှုကလေထဲတွင်ကြံရစ်ခဲ့စမြဲတာဂရမှာနှင်းနွယ်ရှိရင်နန်းတော်ကမင်းသမီးတွေတောင်ကြွေလွန့်ကြတယ်ဟုရွာကကာလသားတို့ကတင်စားလေရှိကြသည်ညနေခင်းရေခက်ဆင်းချိန်များတွင်ရွာလန်းတစ်လျှောက်ရှိသမျှကာလသားတို့မှာခင်နှင်းနွယ်ကိုတစ်ချက်ကြည့်ုံနှင်းပင်တဏိတာအမောပြေကြရသည်ရွာကလူပြိုကောင်းဖိုးတက်အပါအဝင်ချမ်းသာသောလေပိုင်ရှင်သားများမှာခင်နှင်းနွယ်၏အိမ်ရှိတွင်ဆိုင်းဝိုင်းများတီးကြပြများရွတ်ကာဝိုင်းဝန်းပိုးပန်းကြတော်လေသူမမှုမိသူကိုမှအရေးအယောင်မျှပဲမပြခဲ့ငါသမီးကအလားအပါတယ်မဟုတ်ဘူးစိတ်ထားကလည်းမြင့်မြတ်လွန်းတော့ဘသူကမှစိတ်မဝင်စားနိုင်သေးတာပါဟုတထေးကြီးဦးဖုံးမြတ်ကဂုံယူစွာပြောလိရှိသည်တကယ်တော့ခင်းနှင်းနွယ်၏နှလုံးသားသည်မိသူအတော်မှမပွင့်ဦးနိုင်သေးသည့်ပန်းငုံလေးတငုံသာရှိပါသေးသည်သူမ၏စိတ်ကူးထဲတွင်သူမအားကိုထိုက်သောကြီးမြတ်သောအရှင်ဝါရှိသောသူရဲ့ကောင်သူဦးကိုသာတိတ်တဆိတ်မော်လင့်နေခဲ့ခြင်းလည်းဖြစ်လိမ့်မည်သို့သောထိုသူကဘသူပဲဝါဆိုသည်ကိုတော့သူမကိုယ်တိုင်ဝေခွဲမရပါထို့သောမိသူကိုမြစိတ်မဝင်စားပဲနေခဲ့သောခင်းနှင်းနွယ်၏အိမ်သို့ဒဏ်ရာများနှင့်ရောက်ရှိလာသောကိုကျော်စွာဟူသည့်နာမည်သားတည်ရဲ့အမျိုးသားတစ်ယောက်ကိုရွာကကာလာသားများအတွက်မနာလိုစရာဖြစ်လာခဲ့သည်ဒီလူစင်းကငါတို့လက်လန်းမမီတဲ့ပန်းကိုခုဆွတ်သွားတော့မှလားဟုကာလာသားများကကွယ်ရာတွင်အသင်ပြောကြသည်သို့သောကျော်စွာ၏တီငင်လွန်းသောအမူအရာနှင့်စူးရှာသောမျက်လုံးများကြောင့်မိဘူးများရှေ့ထွက်၍မရေကြပြီညအခါခင်းနှင်းနွယ်သည်ဆေးပကံကိုကိုင်ကကျော်စွာအဆောင်သို့လာခြင်းတွင်လစရန္ဒာအလင်းကသူမ၏မျက်နှာပေါ်သို့ကြာရောက်နေသည်ကျော်စွာသည်သူမ၏အလှကိုငေးကြည့်ရင်ရင်ထဲတွင်ပထမဆုံးအချိန်စောက်တီရမရချစ်ခဲ့ရသည်ခင်းနွယ်ကဘာလို့ကိုလိုလူစိမ့်တယောက်ကိုအခုလိုဂယူးဆက်ရတာလဲခင်းနွယ်ကိုနှစ်သက်တဲ့သူတွေတီတော်မှာအများကြီးပဲမဟုတ်လားဟုကျော်စွာကဒိုတူလီမေးလိုက်မိသည်ခင်းနွယ်ဟာဈေးသွင်းနေမှခတရက်ကကျော်စွာကိုကြည့်လိုက်သည်သူမ၏ပါးပင်တွေလည်းပန်းရောင်တန်းလျက်ကျမစိတ်ထဲမှာရှင့်ကိုမြင်ရတာတခါခါရင်းနှီးခဲ့ဖို့သူတယောက်လိုပဲပြီးတော့အရှင်ကကျမတို့ရွာကကာလာသားရဲ့လို့မဟုတ်ပါဘူးရှင့်မှာဝှက်ထားတဲ့အရှင်ဝါတစ်ခုရှိနေတယ်အဲ့ဒါကဘာလဲဆိုတာကျမမသိပေမဲ့ကျမအတွေ့အကြုံထဲမှာတော့ရှင့်ကိုယုံတည်နေမိတယ်ထိုစကားတွေကြော်စွာတရက်ဓာရရံများထဲပိုး၍ဆူရှာစေခဲ့သည်သူသည်မိမိကိုယ်ကိုမိသူမိဝါထီကြောင့်ဖွင့်ပြောခြင်းတော်လဲသူမနှင့်ဝေးခွာသွားမိကိုကြောက်သဖြင့်နှုတ်ဆက်နေခဲ့ရသည်ညသည်လမင်းကတင်းတိုက်များနှုတ်ကွယ်တွင်ပုံကွယ်နေသည်ရွာထိပ်မှခွေးဟောင်တန်းများဆက်တိုက်ထွက်ပေါ်လာနေသည်မြင်းခွာလက်များနဲ့သူမိတုပ်ကင်ထားသောလူအုပ်စုကြီးသည်ရွာလဲသို့ဒုံဆိုင်ဝင်ရောက်လာကြသည်ဟေးရွာသားတွေအိမ်တွေကထပ်မလာနဲ့ငါတို့လူချင်းသားကတထေးကြီးဦးဘုံမြောက်ရက်ရွှေနဲ့သူ့သမီးခနင်းနွယ်ပဲဟုအော်ဟစ်ပြောရင်းဝင်လာနေသည်ထိုအတန်းသည်ဓားပိန်များ၏ခေါင်းဆောင်ဘုံငညဲတင်း၏အတန်းဖြစ်လေထိုအော်ဟစ်တန်များကရွာကလေးကိုတုံလှုပ်စေသည်ရွာကကာလာသားများမှာထိုမြတ်အင်အားကြီးသောဓားပိန်များကိုမြင်သည်နှင့်
ကြောက်လန့်တကြားပုန်းကွယ်ကုန်ကြသည် ခင်နှင်းတွေမှာအိမ်ပေါ်တွင်ဖခင်ဖြစ်သူကိုဖတ်ထားကတုံငီနေစဉ်ဓာပြသုံးဦးကအိမ်ပေါ်သို့အရင်တက်လာပြီးသူမ၏လက်ကိုဆွဲလာရန်လာနှုတ်တော်သည်လွတ်လိုက်စမ်းမင်းတို့ရဲ့လက်တွေနဲ့ငါသမီးကိုမထိနဲ့ဟုဦးဖုံးမြတ်ကအော်ဟစ်တော်လဲဓာပြတူဦးကခြေထောင်းဖြင့်ကန်ချလိုက်သည်ခင်နှင်းတွေလည်းမျက်ရည်များဖြင့်ငိုကြွေးနေရင်ရုန်းကန်နေ၏ထိုစဉ်ပင်မအိမ်ဤတစ်ဖက်ရှိအဆောင်ငယ်လေးမှတင်းငင်လွန်းသောအတန်တန်းထွက်ပေါ်လာသည်မင်းတို့ရဲ့အကြီးအမားဆုံးအမားကဒီမိန်းကလေးကိုထိလိုက်မိခြင်းပဲဒီအမားကမင်းတို့ရဲ့တေတွင်ကိုတူးတာနဲ့အတူတူပဲဆိုသည့်အတန်ပင်ဖြစ်လေသည်ကြော်စွာသည်အဆောင်ထဲမှထွက်လာသည်သူ၏လက်တွင်ဓာမရှိသို့သောခြံစီရိုးတွင်ထောင်ထားသောဝါရင်တုပ်တစ်ချောင်းကိုခတ်အေးနဲ့ဆွဲယူလိုက်သည်ဟာမင်းကတရေကောင်းဝေလုချင်နေတာလားဒုံတစ်ချောင်းနဲ့ငါတို့ကိုရင်ဆိုင်ဖို့ကတော့ငါတို့ကိုစော်ကားလိုက်တာပဲဒါပေမဲ့မင်းတိအောင်ပြပေးရတာပေါ့ဟုဆိုကဓာပြဘိုးကမွန်းပေါ်မှာခုံစင်းကဓာရှည်ဖြင့်ခုတ်ပိုက်လိုက်သည်ထိုအခက်အတန့်တွင်ကြော်စွာ၏မျက်ဝန်းများကကြားတကောင်ကဲ့သို့ဆူးရှာလွာသည်သူသည်တောင်တူစစ်သည်တော်တို့၏ကြားဟုံအကွက်ကိုတုံးကဓာချက်ကိုဝါထုတ်ဖြင့်ခတ်ဖတ်ဖွပွတ်ဆွဲကရှောင်တိန်လိုက်သည် ထို့နောက်လှင့်စည်းတဲ့မြင်သောအရှင်ဖင်ဝါတို့ဦးကိုဓာပြဖို့ဤလေဘင်းသို့ထိုးဆိုင်လိုက်ရာဓာပြဖို့မှာစကားပင်မပြောနိုင်ပဲနေရာမှလွင့်ထွက်သွားလေ၏ကြံရှိသောဓာပြ10ယောက်ခန့်ကလည်းဝိုင်းအောင်လာကြသည်ကြော်စွာသည်ဒုံတစ်ချောင်းတန်းဖင်ပင်လူအုပ်ကြားတဲ့တွင်ကားခွန်ဒီတကယ်သို့လှုပ်ရှားနေသည်သူ၏ဒုတ်ချက်တစ်ခုချင်းစီသည်ဓာပြတို့၏လက်ကောက်ဝဲခြေဖြံနှင့်နားတန်တို့ကိုတိကျစွာထိမှန်သည်ဒါတောင်ငူနန်းတွင်ကစစ်တီကြီးတွေပဲတတ်နိုင်တဲ့တိုင်းကွက်တွေပဲမဟုတ်လားဟုဒဏ်ရာရနေတော့ဓာပြတူကကြောက်လန့်တကြအော်ဟစ်လိုက်သည်အချင်းမဟန်တော့ဓာပြဒီကဖြူဟာပြောင်းလိုက်တော့တယ်ကြော်စွာသည်ခင်နှင်းတွေကိုအတင်းဆွဲခေါ်နေသောဓာပြနှစ်ဦးထံသို့ဒေါက်ကိုလှန်တဆင်းကဲ့သို့ပစ်ပေါက်လိုက်ရာဓာပြနှစ်ဦးမှာအနောက်သို့လွင့်ဆင်သွားသည်ခင်နှင်းတွေသည်သူမကိုကယ်တင်လိုက်သောကြော်စွာကိုကြည့်ရင်ရင်သက်ရှူမောဖိနေမိသည်သူ၏ပုံစံမှာရခင်ကဂယုစိတ်ပေးခဲ့သောလူနာနှင့်မတူတော့ပဲတကဘာလုံးကိုအုပ်ဆိုးနိုင်သည့်စစ်သူကြီးတဦး၏အရှင်ဝါတို့ကတကူလုံးမှထွက်ပေါ်နေသည်အချင်းခဏအတွင်းမှာပင်ဓာပြအားလုံးမြေပြင်ပေါ်၌သွေးအိုင်တဲ့လဲကြကုန်သည်ကြောစွာသည်အသက်ရှူပင်မပြတ်ပဲခင်းနှင်းတွေအနာသို့ရှော့သွားကသူမ၏တုံးနီးနေသောလက်ကလေးကိုစုပ်ကင်လိုက်သည်မကြောက်ပါနဲ့ခင်ကိုရှိနေသည်ဘယ်သူမှခင်ကိုမထိစေကြဘူးဟုဆိုကပွေထူလိုက်လေ၏ထိုညကတာကရရွာသားများမှာကြော်စွာသည်တာမန်လူမဟုတ်ကြောင်းသိလိုက်ကြသလိုခင်နှင်းနယ်သည်လည်းသူမ၏နှလုံးသားကိုဤသူရဲကောင်းလက်ထဲသို့အပြည့်ပိုင်အနံလိုက်လေပြီတပြရန်ကိုနှိမ်နှင်းပြီးနောက်ကြော်စွာ၏တရင်သည်တဆဆနှင့်ပြက်နှံသွားခဲ့သည်ခင်နှင်းနယ်သည်ကြော်စွာ၏အနာရှိနေခြင်းကိုင်းနှွေးထွေးမှုကိုခံစားရတော့လေသူ၏မျက်ဝန်းထဲ၌ပုံးကွယ်နေသောတာဝန်တည်စိတ်နှင့်တိုင်းပြည်အတွက်စိုးရိမ်မှုကိုရိပ်မိနေသည်တနေ့တွင်ရွာလမ်းမထက်၌ဖုံလုံးကြီးညာထားကမြင်းစစ်တီရဲ့တော်တတိုင်ဒုံဆိုင်ဝင်ရောက်လာသည်သူတို့ဝစ်စင်ထားဒီမှာရိုးရိုးစစ်တီရဲ့ဝစ်စုံမဟုတ်ဘဲတောင်ငူလန်းတော်ဤတော်ဝင်တက်ဖွဲ့ဝစ်စုံများဖြစ်နေသည်ရွာသားများမှာကြောက်လန့်တကြားလမ်းဘေးသို့ကပ်ပေးကြရသည်မြင်းစစ်တီရဲ့တော်ညာသည်တထေးကြီးအင်းရှိတွင်ရက်လိုက်ကြသည်ခေါင်းဆောင်ဖြစ်သူကမြင်းပေါ်မှဆင်းကအင်ရှိတွင်ထွက်ရနေသောကြော်စွာကိုမြင်သည်နှင့်ချက်ချင်းထူးတော့အယိုသည်ပြေးလိုက်သည်ထို့နောက်အရှင်စစ်သူကြီးမြင်းရဲ့ကြော်စွာဘရင်မြင်းမြ၏အမိန်တော်ဆာလွာရိုးရအသက်များနေဆက်ကိုကျူးကျော်နေသဖြင့်အရှင်စစ်သူကြီးလက်ယုံရီကိုတိုင်းပြည်ကအရေးပေါ်လိုအပ်နေပါသည်ရခင်အဖြစ်အားလုံးကိုပယ်ဖြတ်၍စစ်တေနာပတိအထိချက်ချင်းပြန်လေတာဝန်ထမ်းဆောင်ဟုအမိန်လွာပါလိုက်ပါသည်ရွာသားများမှာအန်အားတင်လွန်သဖြင့်ပစအဟောင်းသားဖြစ်ကြရသည်မိမိတို့နှင့်အတူလေရဲစင်ရေခတ်ဖို့လုပ်ခဲ့သည့်ကြော်စွာမှာတောင်ကူအမ်ပါယာ၏အရှင်ဝါအကြီးဆုံးစစ်သူကြီးမြင်းရဲကြော်စွာဖြစ်နေသည်ကိုခင်နှင်းတွေမှာတော့ထိုစကားများကိုကြားလိုက်ရခြင်းတွင်ကဘာပြတ်သွားသလိုခံစားလိုက်ရသည်သူမသည်မြင်းရဲကြော်စွာကိုငေးကြည့်မိသည်မြင်းရဲကြော်စွာ၏မျက်နှာမှာရခင်ကကဲ့သို့နူးညံ့မနေတော့ပဲတိုင်းပြည်အတွက်ပြတ်သွားသောစစ်သူကြီးတို့၏မန်တို့ဖုံးလွှမ်းသွားသည်ကိုတွားရတော့မယ်ခင်ဟုတ်သူကခတ်တိုးဆိုလိုက်လေ၏သူသည်မြင်းတယ်တော်များယူဆောင်လာသောရွှေချက်စစ်ဝိတ္တန်စာကိုဝစ်စင်က
ကြောတွင်တော်ဝင်သားကိုလွှဲလိုက်သည်ခဏချင်းမှာပင်တာမန်ရွာသားကြော်စွာသည်ပျောက်ကွယ်တော်ပြီးရဲရင်သောစစ်သူကြီးမြင်းရဲကြော်စွာအဖြစ်တဖန်ပြန်လည်ရှင်သန်လာသည်သူသည်မြင်းပေါ်သို့ခုန်တက်ကခင်းနှင်းရွယ်ရှိရာသို့ငုံကြည့်လိုက်လေသူမ၏ပါးပြင်ပေါ်မှာတော့မျက်ရည်များဒလင်လင်းစီးကြနေသည်ခင်ကိုဟာတိုင်းပြည်ရဲ့တားကောင်းတစ်យ៉ាងဖြစ်တယ်လို့ခင်ရဲ့အနားမှာလည်းရှိကျင်ခဲ့တယ်ဒါပေမဲ့အခုတော့တိုင်းပြည်ကကိုယ့်ကိုပိုးလွယ်နေပြီကိုပြန်လာနိုင်မလားဆိုတာဂရုမပေးနိုင်ပေမဲ့ခင်ကိုတော့ကိုယ့်နှလုံးသားမှာထာဝရသိမ်းထားမှာပါကိုတွားရတော့မယ်ဆိုတော့ကျမတို့ဝေးရပြီပေါ့ဟုဒီထိုးစကားများကိုမျက်ရည်များနဲ့ပြောမထော်လိုက်မိတော့သည်မင်းရဲ့ကြော်စွာသည်ဘာမှထပ်မပြောလိုက်တော့ပဲမြင်းကိုဒုံဆိုင်ထွက်သွားခဲ့သည်မြင်းတွေများ၏မြင်းခွားတန်းသည်တာကရော့ယူလာလန်ကလေးမှာအဝေးဆုံးသို့ဝေးကွာသွားလေတော့သည်နေဝင်ကျ၏နီရဲနေသောစီးသားအလင်းအောက်တွင်ခင်နှင်းတွေသည်ရွာထိပ်မှတက်ရောက်တဲ့ကြံရစ်ခဲ့သည်သူမ၏လက်ထဲတွင်မြင်းရဲ့ကြော်စွာခြံထားရစ်ခဲ့သောဝရင်းတုပ်ကလေးနှင့်သူ့၏ပဝါစာကလေးကိုကြစ်ကြစ်ပါအောင်စုပ်ကင်ထားမိသည်တောင်ကူအင်ပါယာကြီးကသူရဲကောင်းတို့ကိုပြန်လည်ရရှိသွားတော့လဲတာကရရွာကလေးမှာခင်နှင်းတွေသည်သူ့၏ချစ်လက်စွာသောကိုကြော်စွာကိုအလွမ်းရိပ်များအောက်တွင်ထာဝရဆုံးရှုံးလိုက်ရလေသည်ဤဇလန်းလေးကိုသဘောကျနှစ်သက်ပါက channel လေးကို subscribe လေးနဲ့ like နှိပ်ပေးသွားကြပါဦးခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ